လောက်သွားတော့ အေးငါလိုက်ဖို့ပဲလေ မပိုးနဲ့တော့နင်ဒီနေ့လမ်းကြောင်းများမှာဒီမှာနင့်ကောင်ဒီဖုန်းခေါ်ထား miss call တွေအများကြီး အေးဟုတ်လားအဲ့ဆိုလည်းကောင်းသွားနော် ညကြလာကြုံနော်နောက်မကြနဲ့ အေးပါတေချာတဲ့တော့နင်ဘာမှကြီးတဲ့လုပ်တဲ့ကောင်လေချင်းအဲ့နေစီတွေပဲပြုတ်ထွက်တော့ဖြတ်ပြီးရိုက်ပဲ ပြီးရော ဒီကောင်တော်ဖြစ်နေပြီတော်ဖြစ်နေပြီတော့လမ်းပေါ်မှာပဲ မင်းတို့ကိုလို့ပဲရှိ ကျပဲလာအောင် နေရောဟုတ်လား โอเค လာကြတယ် ใช่လူရွေးတော့မဲ့တော့ sorry နည်းနည်းလောက်ကြပါ နင့်နာဒါရဘလို့ဖြစ်လာတာဘယ်ရလာလဲ ဆေးထဲလိုက်ကြောက်သွားလိမ့်မယ်ဘာလို့ရမလို့ နင့်ကိုပိုင်တက်ကရန်ဖြစ်ခိုင်းလိုက်ပြန်ပြီလား နည်းနည်းပါပါလက်သွင်းုံလောက်ပဲ နင်ကိုပိုင်တက်နဲ့လက်တွဲဖြုတ်တင်ပြီနော်ရှိုင်း ဘာလို့လက်တွဲပြောအောင်မလဲတတိယငါ့ရဲ့ကျေးဇူးရှင်လေဘာမှမပြော ဟောအဲ့ကျေးဇူးရှင်ဆိုတဲ့ဂုံပုတ်အောင်မှာနင်လူမိုက်ဖြစ်နေပြီနင်တို့အလောက်ကဥပဒေနဲ့လုတ်ကင်းတာလည်းမဟုတ်ဘူးတနေ့ကျရင်နင်အဖမ်းခံရနိုင်တယ်အဲ့လိုမဟုတ်ဘူးဆိုရင်တော့လေကိုပိုင်တက်ကနင်ကိုတနေ့ကျရင်ထိုးကြွေးမှာအဲ့ဒါနင်သိလား အဲ့လိုတွေလုံးဝမဖြစ်စေရဘူးနော်အခုလဲငါပြစ်တဲ့အဲ့ဒီဆေးတွေကြောင့်လူငယ်တွေလမ်းမရောက်မှာငါလဲတွေးမိတယ်နော်ချင်းခဏလေးပဲနေစိတ်မပူနဲ့ နင်သိရင်လည်းရလိုက်တော့လေဟာနင်တို့အလောက်ကအဲ့လောက်ထိအန်ဒီရများတဲ့ဟာဟုတ်ငါတို့တိုင်ပင်ထားကြတဲ့အတိုင်းတနေရာမှာသွားပြီးအခြေချရအောင်လားအဲ့တော့လေငါတို့မှာငွေကြေးအသင့်အတင်ရှိနေပြီပဲဟာနော် စိုးသေးတယ်ငါနည်းနည်းတော့ထပ်ရှာချင်သေးတယ်ခဏလေးပါပဲဟဲ့မလောပါနဲ့နော် ငါအတွက်ပတ်စံကြီးအများကြီးမလိုဘူးရှိုင်းငါမှနင်းရှိရင်ရပြီငါနဲ့ကိုအဆုံးရှုံးမခံနိုင်ဘူးထပ်ပြီးပြောရရင်နင့်ကငါတန်တိုင်းနေချာမှမမြင်ချင်ဘူး ဒီပါစိတ်ဝင်နေမှာကျွေးနေတယ်စိတ်ဝင်ဘာမှမဖြစ်စေနော် စိတ်ကတော့ပူတာပဲ ဘုလိုဝါရီကျွန်းပိုက်စားနော်ဘာဘာ အရင်စိတ်ထက် တ
င်းပါတယ်အခုလိုစောင့်ကြည့်ပေးတာဒါပေမဲ့လောလောဆယ်တော့မလှုပ်ရှားသေးပဲအခုလိုပဲဟမ်မဘက်ကလေးစောင့်ကြည့်နေပြီဘာဖြစ်လို့လဲဆိုတော့အထက်ကဒီဆေးပြစ်တဲ့လူငယ်တွေရဲ့နောက်ွယ်ကအဓိကကြိုးကင်နေတယ်အမိအယဖမ်းကျင်တယ်သိရှိချင်စောင့်ကြည့်တယ် ဟုတ်ကဲ့ပါစကန်ဘူးကျွန်တော်ဆက်ပြီးစောင့်ကြည့်ထားလိုက်ပါမယ် ဘော့စ်ကမင်းကိုပေါက်စီပြီးရင်းစံတော့ဘောကမကြိုက်ဘူးနော် တထေးရဲ့ကျေးဇူးကိုကျွန်တော်အသက်နဲ့ရင်းပြီးဆက်တယ် မင်းငါ့ဘောသစ္စာရှိလို့ဆိုတာငါယုံပြီးတာဒီဒီကလည်းကြားလိုက်တော့ ဘော့ကျွန်တော်တော့ခေါ်ပြရမယ် လုံးနေသူ့သွားမနှောက်ရှက်ပါနဲ့ပါလေဒီကငါ့အတွက်အလားဆုံးဖြစ်အောင်ပြင်ဆင်နေရသေးလားဘာပဲဖြစ်ဖြစ်လေဒီကငါ့ရဲ့လက်သမီးတွေပဲ ကျွန်တော်လိုက်မမီဘူးဖြစ်နေဘော့စ်ကဘယ်မိမရဲ့လောက်မဆောင်ဖွဲ့ဘူးပေါ့ ရအမေမတည်းကိုမျက်နှာချင်ပြီးသားပြီ ဘော့စ်ကဘယ်မိမမို့ဆိုချစ်လို့ရပါပဲလေဒါဆိုင်မှာမို့လား မင်းလည်းမပြောနဲ့ဟဲ့မတူဘူးဟဲ့မင်းတွေ့ဘူးလေငါရဲ့ဘေးမှာရှိတဲ့မိန်းမလေးစီးပေါ်လေဒီဒီကစီးရင်ကြီးဘယ်လောက်ဒီစီးကြီးတဲ့ဆိုဟိုဒီကဘာကြီးတော့ငါမလဲ တထေးကအဲ့ဒါဆိုရင်အမျိုးသမီးကိုတော်တော်ကြွေနေတာပဲ ဟဲ့ငါကြွေုံနေမဟုတ်ဘူးကြွေုံတဲ့ဆိုငါစကားတွေကိုတည်းမပြောတာသိလားငါရှင်ဘက်ထဲမှာရှိတဲ့အချစ်တွေအကုန်လုံးကွာဒီဒီရှင်မှာကပုံအော်တာ ကျန်းတယ်အဲ့ဆိုရင်တော့ကျွန်တော်အရန်စိတ်ဝင်စားတော့တွေ့ကျင်တယ် တွေ့ရလေငါဘယ်လိုချစ်တော်လဲဆိုတော့သိချင် ပြောပြရင်လည်းသိကျင်တာဗောတထေးရတယ် ရှာတယ်မင်းရဲ့နှလုံးသားကမင်းရှင်ဘက်ထဲမှာရှိနေပြီငါရဲ့အပါပေါ့ စွမ်းလိုက်လား မင်းတနေ့တည်းမျိုးမယူတော့လာလို့လားမင်းအလိုက်နေလေတော့ရှိုင်းနေကိုယ့်ရဲ့အယုံကြည်အားကိုးအောင်ဆိုပြီးရတယ်ကိုယ့်ရဲ့ချစ်တွေအားလုံးပုံပေါ်ပြီးချစ်တဲ့တင်ပေးခဲ့တဲ့သူတရားဘယ်ကုမလုံးတော့လုံးဝစီ ကဲဒီကြွေးဆိုသွားမယ်လေ ဟာလေးဘယ်တော့ဘယ်လေ ကိုပိုင်ဝယ်ပေးတဲ့ကွန်ဒိုသွားကြည့်မယ်လေ အာ sorry ပါလေးလေးကိုလိုက်လို့မရတော့ဘူးလေးလေးကိုရေးစီကိစ္စနဲ့သွားစီရှိ တထေးအဲ့ကျွန်တော်သွားရမယ် ဆိုင်ခဏ ဘာခိုင်းကြရှိသေး ငါနဲ့လီလီကမကြခင်လက်ထက်တော့အဲ့တော့ငါလီလီကိုဝယ်ပေးထားတဲ့ကွန်ဒိုပဲရှိတယ်သူတစ်ခါမှမကြည့်ရသေးဘူးသူအရင်ကြည့်ချင်နေတာငါလိုက်ပြချင်လိုက်ပြလိုက်ပါကြိုက်ကွန်ဒိုလိပ်စာနဲ့တော့ရှာပြီ ကိုပိုင်ခမတူတူသွားကြည့်မယ်လေ နိုးလီ
စိတ်မျိုးတော့ကိုပိုင်လုံးဝမလို့တော့ချစ်စီချင်နော် ဘယ်လိုလဲ 你这也在那边背吧嘞？怎么的老摆了？家了不了吧？大哥，羊毛上来按住你，啊？怪对咱们水呢？ ဟဲ့ဘာလို့မင်းကလေးတယောက်နိုင်ချင်း 哎呀，我那今天老母吧，俺都现在叫当的了，都没背了对我输了我。 ဒီမှာဘာဖြစ် ဟုတ်ကားကိတ်ပါညောင်ပတ်ဆိုင်ပျောက်သွားလို့အဲ့ဒါကားဖို့မရှင်းနိုင်လို့ အာ तू အခက်ခဲဖြစ်နေတော့ခမရနှစ်မာချင်းလေးပါနေတယ်ဘာစာနာပါလား 俺让这当时没表露我，我那看见你估计你半毛的啦，这边嘛来没有？没来干他妈呗？没干他妈今天估计啥就能刮呀？ တို့ပြောတာဟုတ်လားခတ်တော်တာပဲဗျာသူ့ပုံစံကြီးကလိန်စားနေတဲ့ပုံတော့မပေါ့ဘူးဒီလိုလို့ဗျာဗျာအိပ်ပြန်ပေးလိုက်ပါကျွန်တော်ခင်ဗျားတို့စီဘုံ9000ပေးမယ်ကျွန်တော်တယ်လီကုန်ဆွဲရတာ 晒现在都刚刚到了， ကြော်ပါသွားပါတော့ 来过来。 ကျေးဇူးအများကြီးတင်ပါတယ်ကိုယ် အာရပါတယ်ကိစ္စမရှိဘူးမင်းအခက်ခဲဖြစ်နေတာပဲအဲ့မပဲသွားမှာ ဟိုအတိတ်အိမ်သွားမလို့အတိတ်ကဘာမှနေလဲလည်းမသိဘူးပြီးတော့ဖုန်းဆက်လို့လည်းမရဘူး အာမင်းတယောက်တည်းလျှောက်သွားနေလို့အဆင်ပြေမှာမဟုတ်ဘူးအန်ရရှိတယ်ကဲပါငါမင်းလိုက်ပို့ပေးမယ်လား ဟိုကျမအိမ်ပြန်လို့မရဘူးအနေရှိတယ် ဟာ ပြီးတော့ကျမဒီရလည်းမဟုတ်ဘူး ဘယ်ရလဲ နေက โอ้အဲ့ဒါဘာလို့မှန်းလို့ နေစရာတစ်ခုခုရှာပြီးတော့အလုပ်တစ်ခုရှာပြီးလှုပ်လှုပ်ရမှာပေါ့ မင်းပတ်စံမရှိဘူးဆိုဘယ်လိုနေကြသွားရှာမှာတော့ ပတ်စံလည်းမရှိဘူးဆွေမျိုးသားချင်းလည်းမရှိဘူးမိတ်ဆွေလည်းမရှိဘူးအကုန်လုံးပြန်ရှာရမှာပေါ့ ကျောတော်နောက်ကမရှိရင်ရန်ကုန်မှာထင်သလောက်မလွယ်ဘူးနော်မင်းခြားလဲသွားမယ် ဘယ်တတ်နိုင်မှာမလဲရှင်ကျမရဲ့ကံပေါ့ မင်းတစ်မျိုးတော့မထင်နဲ့နော်ငါ့ရင်လိုက် ရှင် မဟုတ်လေမင်းကအချိန်တစ်ခုတည်းစောင့်ရှောက်ပြီးမင်းကမင်းရက်တည်နိုင်ပြီဆိုရင်တော့မင်းကြိုက်တဲ့နေရာသွားလေ ဝမ်းသာလိုက်တာရှင်ကောင်းပါမလား အေးမင်းတယောက်လည်းခြေဦးတဲ့ရသွားနေမှာတဲ့ဆိုင်တော့မင်းငါ့အိမ်မှာပို့ပြီးတော့အင်္ဂလိပ်ရမယ်ထင်တယ် အကိုရဲ့ဟိုချစ်သူတို့မိန်းမတို့ကကြိုက်ပါမလား ဘယ်နဲ့မိန်းမလို့မိန်းမလည်းမရှိဘူးချစ်သူလည်းမရှိဘူးအမေတယောက်ပဲရှိတယ်အမေတော်ဆုံးသွားတာတစ်လလောက်ပဲရှိတယ်အေးငါလည်းတယောက်တည်းဆိုတော့မင်းလည်းစဉ်းစားရမှာပဲငါလည်းမင်းကိုကူညီခြင်းနဲ့စိတ်နဲ့ပဲပုံမှန်လေးနေပြောတာနော်မင်းကိုစိတ်ချရတဲ့နေရာဆိုတော့ငါရံလွယ်ငါကောင်းလဲမှာတော့ဘာမှပေါ်မအောင်အဲ့တော့မင်းယုံကြည်တော့လိုက်ခဲ့တယ် ကျေးဇူးတင်ပါတယ်အကို လာအဲ့တော့နေမင်းနဲ့တိုင်းပဲရှုပ်ပွားလာတယ်ပြဿနာမရှိပါဘူးလား ကျမရှိရင်ရှင်းရရှင်းသွားစေရပါမယ် မလုပ်နဲ့အမေအိမ်ရှင်းမခေါ်လာတာမဟုတ်ဘူးလေသိစင်းနေပါ ရှင်းရိတ်ကိုခုံမတော့ရှင်းရဲ့ပတ်ဝန်းကျင်ကကျမနဲ့သက်ဆိုင်သွားပြီလေ ထိုင်ပါဦးခဏလောက်ဒါနဲ့မင်းနာမည်က live view နော် live view တော့ live လို့ပဲခေါ်မယ်
ကျမလည်းကိုရှိုင်းလိုပဲခေါ်မယ်နော် အာခေါ်ခြင်းတို့ခေါ်ဒါပေမဲ့ကိုတော့တက်မခေါ်ပါနဲ့ရှိုင်းလို့ပဲခေါ်ပေါ့ပါပဲဒါနဲ့လိုက်အမေရော အမေကနားလိုက်ရှယောဂတယ်လေအမေအိပ်ရတဲ့လဲနေကြတဲ့ပထွေးကကျမကိုကြားချောင်းချောင်းနေအမေလဲဆိုရန်ကုန်တက်လာရဆိုပါတော့ အဲ့တော့ဘာဆက်လို့မစဉ်းစားတာ ကျမကပထွေးရအောင်ကြောက်လို့တက်လာတာထက်ကျမရဲ့ငယ်ရင်ဘက်ကိုအကောင့်ထည့်ခေါ်ချင် ငယ်အိမ်မက်အေးအိမ်မက်တွေကဖြောက်ဖျက်ခတ်တယ်ငါတော့မှငါရဲ့အိမ်မက်ကိုမနှဲကိုအဲ့လိုချိုးနှိမ်ထားရတာ ကျမရဲ့အခုအခြေအနေနဲ့ကျမရဲ့ငယ်ရင်ဘက်ကအဝေးပါပဲချားစီပဲ ဟောဘာမို့လို့ ရင်းမကြည့်ပါကဲကျမရှင်းရင်ကိုတန်ရှင်းလုပ်ပေးမယ်ရှင်စားဖို့အတွက်ထမင်းဟင်းနေချက်ပြီနော် အေးကဲငါလည်းအဲ့ဒါဆိုရင်အချိန်လေးရှိရောကားလေးထွက်ဆွဲလိုက်အောင်မယ်နော် ရလုပ်ခဲ့ အမိုက်ပါရှိအေးအရင်လည်းမရှိပါနဲ့အားနာလို့သွားပြီအားနာကြရတော့ဖြစ်ကုန်ပြီအဲ့လိုကြီးတဲ့တက်ရက်စရာမလိုပါဘူးဟာကားပါ လူတယောက်တော့တန်ရှင်းတဲ့ပတ်ဝန်းကျင်ဆိုတာလိုအပ်တယ်အဲ့ဒါမှစိတ်ကိုကြည်လင်လန်းဆန်းစေရ အဲ့ဒါလည်းသိရပဲ သိရပေါ့ရောက်တန်မြာလေးတောက်လိုက် အဲ့ဒါဆိုတော့ねငါအမေနဲ့တူပြီငါအမေလည်းအဲ့တိုင်းပဲငါကားမောင်းပြန်လာတယ်အဲ့လိုတစ်ခုဖြောတိုက်နေတယ် အဲ့ဆိုလိုက်ကဒုတိယမယ် အေးဘောအာတော်လမ်းဝဲ ကျမအစွမ်းကုန်ထုတ်ပြီးတော့ချက်ထားတာစားကြည့် ရှယ်ဆိုတော့ဒါမျိုးကိုပြောတာကြော်လေလူစားမယ်ရှယ်ရလို့ဝီတော့ကောင်း အော်ဟင်းပြော ကောင်းကောင်းဟင်းကောင်း ကောင်းလား ဆိုမျိုးပါ သမီးရောမရှိသေးရနော် ပြေပြေပြေ လောက်ရှာလိုက်ရတာအမရဲ့အမကဘယ်ပြောင်းနေလဲ ငါခုဘာကောက်ရောက်နေရဗျာ ဟဲ့အမဘန်ကောက်ရောက်နေတာမနှောက်ပါနဲ့အမရဲ့ နောက်เสียလားငါခုတကယ်ဘန်ကောက်ရောက်နေတာဟာ ကျမမှာတော့အမကိုအားကိုပြီးရန်ကုန်ဆင်းလာတာအမဘန်ကောက်မှာဘာသွားလုပ်တာလဲ ငါမော်ဒယ်တင်တန်းသွားတက်နေရလေဟာနေရလေ တကယ်ကြီးလား တကယ်ပေါ့ဟာငါနင်းလောက်ကျုံရင်မလာပါမယ်ဒီမှာရတဲ့အတွေ့အကြုံတွေနဲ့မြန်မာပြည်ပြန်လာပြီးတော့ agency ဖွင့်မှာဟာ ရန်ကုန်ရောက်တော့လေအမနဲ့မတွေ့တာနားတယ်အမရဲ့ အားကြရင်လည်းနင်းဒီကိုလာခဲ့လိုက်ပေါ့ဟာဒီမှာလာပြီးတော့နင်းမော်ဒယ်တင်တန်းတက်လိုက်မယ်ဆိုလို့ရှိရင်နင်းဘဝတက်လိုက်ရမ်းဖြောင်းသွားမှာဟာ တက်ချင်တာပေါ့အမရဲ့ကျမရဲ့ငယ်အိမ်မကလည်းမော်ဒယ်တယောက်ဖြစ်ချင်တာလေ တက်ချင်လည်းလာခဲ့လိုက်တော့လေငါတရားလုံးရှိနေရပဲ အိမ်မက်တွေကဈေးကြီးပါတယ်အမရဲ့ဖြစ်ချင်တာပဲရှိတာပါဖြစ်ချင်တာဖြစ်ဖို့ပတ်စံလိုတယ် နေအဲ့လိုသာတွေးနေမယ်ဆိုလို့ရှိရင်နေတစ်သက်လုံးဖြစ်လာမှာမဟုတ်ဘူးသိလား အမဟိုပင်နှန်းကြီးကဘယ်လောက်တောင်လဲ အ
ညီမဝင်နေဆိုရင်တော့သိန်း400လောက်တော့ကုန်တာပေါ့ဟာဒါပေမဲ့နင်သာတကယ်အောင်မြင်သွားမယ်ဆိုလို့ရှိရင်အဲ့သိန်း400ဆိုတာဘာမှမဟုတ်တော့ဘူးဟာ အမရဲ့အခုတော့ခြေတလုံးအိမ်တိုင်းဖြစ်နေတာအဲ့ဒီပတ်စံသိန်း400ကိုကျမဘယ်နာသွားရှာမှာလဲ ဒါများလိုက်ဖြူရဲ့နေရုံနေရလေးနဲ့လေစပွန်ဆာတယောက်လောက်အမြန်ရှာလိုက်ပေါ့ နေပါစေအမရဲ့သူများမရင်ငယ်တော့အဖြစ်မခံနိုင်ပါဘူးကျမရဲ့အိမ်မက်ကိုပဲဆုလိုက်ပါတော့မယ် အေးပါနင်စိတ်ပြောင်းသွားရင်တော့ငါ့ကိုလှမ်းပြောပေါ့ဟာနော်ခုတော့သွားလိုက်အောင်မယ်နောက်မှပြောကြမယ်တကယ်ကြီးနော်တတား ဘယ်တော့မှ ဘယ်လောက်သွားရှာမလို့ ချက်ချင်းဘယ်လိုဖြစ်တာလဲ ကိုချရဘောကိုရက်တည်ဖို့ဆိုတာဘယ်လောက်ရှိမှဖြစ်မှာလဲ ဘာလို့ပါချောင်း ကွန်ပျူတာပန်းထုတ်ဆက်ဖို့လို့ရှိသေးရဲ့ လောလုံးတယ် လုံးဝမှာပဲလေအရင်နေမှမရှိဘူးဒီလိုပဲရရလို့ကိုလုံးဝမှာပေါ့ အဲ့ဆိုရင်လိုက်ပို့ပေးမယ်လေအပြန်နဲ့ကြုံပါပါလာကြိုပေးမယ် ပြီးဖုန်းဆက်လိုက်နော်ဒါခေါ်လိုက် အလုပ်ရတော့ဝမ်းသာပါတယ်ဒါပေမဲ့ပင်မန်းပါနော် အလုံးမရှိတာပိုပေပန်းတာပေါ့ရှာရင် အဲ့တော့မော်ဒယ်ဖြစ်ချင်တာ ဖြစ်ချင်တယ်ပဲပြောရမှာဒါမဲ့ခုဘွားနဲ့တော့ဝေးပါ အာအိမ်မက်ဆိုတဲ့အရာမရောက်ရောက်အောင်သွားတဲ့အရာမဟုတ်ဘူးလား နောက်ဘဝကြမှာချမ်းသာတဲ့မိသားစုကိုဝင်စားပြီးတော့ချစ်ချင်တဲ့ဆန္ဒတွေကိုကောက်ထဲဖွားမယ် တော့ဘဝမကူပါဘူးဒီဘဝမှာねဒီလဒီနှစ်ဒီအတော်တွင်းထဲမှာအဲ့အိမ်မက်တွေစီကိုမရောက်ရောက်အောင်ကိုသွားလို့ရတယ် ရှမ်းကနောက်ပြီ ရှိုင်းမှာလည်းအိမ်မက်တွေရှိရလေအဲ့အိမ်မက်တွေကိုကြောင်ထိုးထားလို့ကိုချင်းစားတယ် ရှမ်းရဲ့အိမ်မက်ကဘာလဲ အိမ်မက်ကပိုက်လို့ဖြစ်ချင်တာ အကြီးပါလား ဟုတ်တယ်အခုပိုက်လို့ဖြစ်ချင်တဲ့ကောင်ကတက်စီမောင်းနေရတယ်ဆိုတော့စဉ်းစားတာကြည့်တော့ ဟုတ်တယ်နော်တကယ်တော့လူတွေကအသက်ရှင်လေးရတဲ့အိမ်မက်တွေရဲ့ညှော်လင်းချက်တွေကတစ်ခုပြီးတစ်ခုသိနေကြ အဲ့လောက်ကြီးတဲ့စိတ်ပြင်းနေပါနဲ့ရှိုင်းလဲဝိုင်းပြီးဆူတောင်းမိမှာပေါ့နှစ်ယောက်ဆူတောင်းတော့မြန်မြန်ပြည့်တာပေါ့နှစ်ယောက်တွန်းရင်ပိုရွေ့တယ်စိတ်ကြင်မနေ ညပါ သိန်း900မများလုံးဘူးလားသိန်း300လောက်နဲ့ပေါင်းဖို့ရောအဆင်မပြေဘူးလားမင်း ကျွန်တော်လိုချင်တာ3,500ဗျာအဲ့တော့ကျွန်တော်3,500ရရင်ပေါင်မယ်မရရင်တော့မပေါင်တော့ဗျာကျွန်တော်တခြားပဲသွားရှာလိုက်တော့ ကဲသိန်း900ဆိုတော့လည်း900ပေါ့ဒါပေမဲ့အတိုးကတော့ပြောထားတဲ့အတိုင်းပဲ
လုံးဝမလျှော့ဘူးနော်အေးလာတဲ့လာတိုင်းတော့အတိုးမှန်မှန်တက်ရမယ် စိတ်ကြပါမပူပါနဲ့ဒီအိမ်ကကျွန်တော်ရဲ့ကျွန်တော်အဖေရဲ့ကျွန်တော်အမေရဲ့ကျွန်တော်တို့နေခဲ့တဲ့အိမ်ကကျွန်တော်အိမ်ပဲစိတ်ကြမပူနဲ့ကျွန်တော်မှန်မှန်ဆက်ပါ ကဲဒါဆိုလေဆရာဆရာနဲ့စစ်ကြည့်ပြီးတော့စာချုပ်ချုပ်ကြတာပေါ့မမ ကဲရောက်တော့စ ရှိုင်း ဟာဒီနေ့ပြန်လာစောသားပဲ အော်ကားမထွက်ဘူးလား ထွက်တယ်ဒီနေ့နေ့တူပဲလေ အော်အလုပ်ကိစ္စရှိလို့ပေါ့ ဆိုပါတော့ အဲ့ဆိုထမင်းတော့ချက်လာအောင် အာနေဦးနေဦးအဲ့စားဖို့တောက်ဖို့ကိစ္စတဲ့အရေးကြီးရပြောကြရှိဒီမှာခဏလေးထိုင် ဘာကိစ္စလဲ လာပါခဏလေးထိုင် ဘာပြောလို့လဲရှိုင်း ဒီငွေနဲ့လာရခဲ့အိမ်မက်တွေဆိုတန်းတန်းမတ်မတ်တာတော့ကိုပို့ပေးရ ဘာပြောနေရလဲရှိုင်း အောင်မြင်တဲ့မော်ဒယ်တယောက်ပြင်ချင်းလို့လေ ဒီငွေနဲ့ ဟုတ်တယ်ဘန်ကောက်မှာတကယ်ချင်းရှိရဆိုသူနဲ့ဆက်သွယ်လိုက်ပြီးအဲ့မှာမော်ဒယ်တင်တန်းတစ်ခုခုကိုရှာတတ်မော်ဒယ်တင်တန်းတက်ချင်နေတာသိတယ်လေ ကျေးဇူးတင်ပါတယ်ရှိုင်းလိုက်မယူပြရသေးတယ် ဟာဘာဖြစ်လို့လဲ လောကမှာအလကားရတာပဲအရာမှမယူသင့်ဘူးလိုအပ်လို့ယူခဲ့ရင်တော့မှလိုအပ်တာထပ်ဖို့မယူသင့်ဘူးအခုလေလိုက်ကရှိုင်းရဲ့အရေးမှာမိခိုနေရတာနဲ့လေချိန်တတ်ပါတယ် အာလာရိတ်ကဂျင်းနေပြီမယ်ကိုကမဂျင်းနေဘူးလေအခုကိုရင်ထဲမှာဖြစ်နေတာလာရိတ်ကအိမ်မက်လေလာရိတ်ကလှလဲလှတယ်ချစ်ဖို့လည်းကောင်းတယ်ပြီးတော့ကိုပုံမွေလင်းလင်းဝင်ခံရလို့ရှိရင်လိုက်ဝင်ချစ်မိနေပြီ ရှင် ဟိုဒါပေမဲ့လေဟိုလိုက်ကိုချစ်တာတက်တက်အိမ်မက်တွေကိုဖြည့်ဆည်းပေးနေတာတက်တက်ပြန်မချစ်လဲရရင်နော်နေတတ်တယ်ဘာမှပြန်ပြီးပေးဆက်စရာမလိုဘူးအောင်မြင်အောင်ပဲကြိုးစားနော် ဒီငွေတွေကရှိုင်းရဲ့ဘဝလည်းဖြစ်ရင်ဖြစ်နိုင်တာပဲလေလိုက်မတော်ဘူး အာဒီမှာလိုက်ဘဝမှာလေအဲ့အိမ်မက်တွေရဘယ်တော့မှအပြီးပိုင်ပျောက်ကွယ်သွားမှာမဟုတ်ဘူးအခုချိန်မှာသာလိုက်အဲ့ဆန္ဒကိုထိမ့်သိမ်းထားနိုင်ပြီမယ်နောက်တစ်ချိန်မှာအဲ့ဆန္ဒကိုမထိမ့်သိမ်းနိုင်လို့ရှိရင်အဲ့ဆန္ဒကြောင့်လမ်းမကိုရောက်သွားမှာကိုသေလောက်အောင်စိတ်ပူနေတာကာကွယ်ပေးတဲ့သဘောပါကိုဖောက်ပြီးတဲ့လမ်းကိုဖြောင်းဖြောင်းတန်းတန်းသွားအာမနာနဲ့နော် အဲ့လောက်တောင်ပဲလားရှိုင်း အထက်ကိုပို့လို့ရရင်ပို့လိုက်ချင်နေတယ်အောင်မြင်တဲ့မော်ဒယ်တယောက်ဖြစ်အောင်ပဲကြိုးစားပါ လိုက်ရဲ့စူးစမ်းတယ်လိုက်ရဲ့အောင်မြင်ကရှိုင်းရဲ့အောင်မြင်တယ်စိတ်ချလိုက်ရဲ့အောင်မြင်တဲ့တနေ့ရှိုင်းစီကိုဆက်ဆက်လာခဲ့မယ်နော် စောင့်နေမယ် လာရဖြူမင်းနိုင်ဖြူ ဟုတ်တယ်ကျမလာရေးဖြူ ငါကဘလုံးဒီစုပ်ပြတ်တတ်သွားလဲနင်သိလားအတိုးပေါ်တိုးစစ်ပြီးတော့အိမ်လဲရှုံ
လူရဲ့စိတ်တွေရောက်ရက်ခတ်ပြီးတော့ရက်သမားလုံးလုံးဖြစ်အဲ့ဒီပြဿနာတွေကိုဘလို့မှမရှင်းနိုင်တော့လို့ဟမ်လူလင်ကြီးပါဖြစ်ပြီးသတ်ပါပေးရတော့မှနစ်သိလာတာငါအဲ့လိုစတေးပေးခဲ့တာနစ်တထေးမရဖြစ်ဖို့မဟုတ်ဘူး မဟုတ်ဘူး ဘာမဟုတ်လားနင်ဖြစ်ချင်တာတွေမဖြစ်ခင်တုန်းကတော့အဲ့တက်စီသမားကြီးငဆိုင်ရတော့တခင်ကြီးလို့ပါလို့နဲ့ဖြစ်ချင်တာတွေလည်းဖြစ်လေတော့ဆက်ပြန်လာခဲ့ပါမယ်ဆိုရင်စကားကိုအကြောင်းထိုးထားပြီးတော့ဖတ်အောင်လို့ဘူးနင်ဖြစ်ချင်တဲ့မော်ဒယ်ကအဲ့လိုတစ်သေးတယောက်ကိုအပိုင်ကိုင်းနေတာဟုတ်လားဟမ် ဒါဘယ်တော့မှရှားကိုအဖြစ်ခါမပြုတ်ခဲ့ပါဘူးရှားရဲ့လာရဲ့အိမ်မက်တကယ်ဖြစ်မလာခဲ့တာပါ ဘာအိမ်မက်တွေတကယ်ဖြစ်မလားဟုတ်လားဟမ်လာရိတ်ဖြူနေအခုချိန်ဒီငါ့ကိုလိန်နေတော့မယ်နင်တက်တဲ့အတက်ပင်ညာကြီးနဲ့တထေးကိုသိမ်းသွင်းလိုက်တယ်အဲ့ဒါနင်ဖြစ်ချင်တာတွေဖြစ်နေတာမဟုတ်ဘူးလားဟမ် ရှိုင်းပြောသလိုသာဆိုရင်လာရဲ့ရှိုင်းနဲ့တော့လိုက်လာခဲ့မှာမဟုတ်ဘူးလာရဲ့ပြောတာလေးကိုတော့ခဏလောက်လေးပဲနားထောင်ပေးပါနော် မင်းကငါ့ရဲ့အချစ်ဦးဖြစ်နေလို့ချောင်းတယောက်ဆိုရင်ငါတပ်ပလိုက်ပြီပျော် ဟဲ့ဟန်ကောင်းမှလိန်ခံရတယ် ဘာအလိန်ခံရတာ တိမအောင်ရုံးပြီပတ်စံနေအပ်လာရဲ့ပတ်စံနေရောသူငားနေနေတဲ့ကိုတို့အခန်းကပါလာရဲ့မနိုင်မနေနဲ့ဆက်ခရဘန်ကောက်လိုမျိုးကြီးထဲမှာဒုက္ခပေါင်း16000နဲ့ရအလုပ်ကိုလိုက်သိမ်းချုပ်ပြီးလုပ်ခဲ့ရ အဲ့နားရှိလို့သာကြားရတယ်ယုံကိုမယုံညင်ဘူးငါအရန်ဒုက္ခရောက်နေတဲ့မိန်းကလေးတယောက်ကချက်ချင်းတထေးရဲ့မယားဖြစ်တော့မယ်ဟာနဲ့ချက်ချင်းပြန်ရောက်လာဟုတ်လားတအားကိုယုံနေရကောင်းနေပြီကြည့်ချက်လည်းပြော ရှာရပိုက်တဲ့နားမှာရှိနေတာကိုပဲမြင်တာပါဒီလိုအချိန်တွေရအောင်လို့လိုက်ဘလို့ပြတ်တန်းခဲ့ရလဲဆိုတာရှိုင်းမှမသိတာဒီမှာကြည့်ဘာဖြစ်လဲ ကြောက်ကတစ်ချမ်းထောက်ရောင်းထားတာ ဘာဖြစ်လဲ ဘန်ကောက်မှာကြုံတွေ့ရတဲ့ဒုက္ခတွေမခံစားနိုင်လို့ကြောက်ကတစ်ချမ်းထောက်ရောင်းပြီးဖြေရှင်းခဲ့တာပြောပါအပြစ်တင်မယ်ဆိုတော့တင်လိုက်ပါလိုက်ကြောက်ကတစ်ချမ်းနဲ့တော့ရှောင်းနေရတဲ့သူပါတနေ့ကျရင်ရှိုင်းစီကိုပြန်လာခဲ့မယ်ဆိုရရှိရွယ်ချက်ပဲရှိအောင်အထင်တာတွေကအားတော့ပြန်ပြီထင်တယ်
ငါနားထောင်ရသလားနင်းလက်ရအဆင့်တော့ရှိတယ်ဒါပေမဲ့ငါတို့ကလပ်မှာလူတစ်ကိုခန့်လိုက်မရှိဘူးမင်းတခြားကလပ်မှာသွားရှောက်ချင် ကျမရဲ့ scale ကိုရှင်တယောက်တည်းနဲ့တော့ဆုံးဖြတ်လို့ဘယ်ရလဲ မင်းကဘယ်လိုဖြစ်စလဲ ဧည့်သည်တွေကိုစက်တိုင်းတစ်ခုကျမဖွင့်ပြမယ်အဲ့တော့ပတ်သက်ပေးကြမလို့နော်ဧည့်သည်တွေကလက်ခံနေဆိုရင်တော့ရှင်တို့ကလပ်မှာကျမကိုလောက်ခံတယ်မင်းပုံစံကြီးကစိတ်တက်တော့တော်တော်ပြင်းထန်ဟုတ်ပြီလေဒါဆိုရင်မင်းဒီညလာခဲ့လားမင်းပြောသလိုအဆင်ပြေရင်ဟာဒီကလပ်မှာမင်းကိုလောက်ခံမင်းနာမည် လေးဒီ That's the we know stop it. Quan xe khí đó mày biểu đó này. Yêu toán. Đó là chúng nó. Hả? Có tiêu là. Thế mà cho anh ở đó lên nhà là. Đây nhà đó. đi mà.ရှင်တို့ပြဿနာတခြားမှသွားရှင်ဒါမင်းနဲ့တိုင်းကြီးမဟုတ်ဘူး နေပါပြီရှင် ဒီပွဲကကျမစကေးကိုပြရမယ်ပွဲရှင်တို့လာတော့ကြကျမကပြတ်သွားပြီ အဲ့တော့ ဒီပွဲကိုဖြတ်တဲ့ကောင်တွေကိုပိုင်းချင်တာ အားကပဲဟုတ်တယ်ငါအမေတော့ငါပေါ့တစ်ခါမှမရက်ဘူးမင်းလည်းလေရွှေချတာကောင်းပါလိမ့်ဘာဘုံပါလဲပါရလို့ရှင်ပုံသွားတဲ့ကောင်တွေငါတစ်ကောင်မရှိဘူးနော်စမ်းကြည့်စမ်းပါဖိပြီးစမ်းကြည့်စမ်းဟမ်ကြိုက်ရှာရှင်နေတာ啊，没人想起这么些口罩，干点啥？ ဟယ်လို Hello. DJ လေးဒီလားခင်ဗျာ အော်ဟုတ်ကဲ့ပြောပါရှင် ကျွန်တော်ကကလပ်မန်နေဂျာပါဒီရီကိုကျွန်တော်တို့ကလပ်မှာအလုပ်ခန့်နေကြအောင်ဖုန်းဆက်ပြီးကြောင်းကြတာပါ ဝါသာလိုက်တာရှင်ကျမအလုံးမရတော့ဘူးတော့ထင်နေတာ ဘာမှမဖြစ်ပါဘူးမနေ့ပြန်လေကျွန်တော်တို့အထူးပွဲလေးရှိလို့ဒီရီအကောင်းဆုံးတင်ဆက်ဖြော်ပြပြီးနိုင်မှာပါ စိတ်ချကျွန်တော်မနေ့ပြန်ဆက်ဆက်လာခဲ့ပဲနော် ဟုတ်ကျေးဇူးပါဗျာ ဟုတ်ကျေးဇူးပဲ
တရားမှမတွေ့ပါဘူး။ဘာလဲမြောက်ကြသေးတာ သူတို့ကမကြရောက်လာညီမလေးကတော့အကောင်းဆုံးဖြစ်ကိုလို့နော်ကိုရတော့စလို့ရ Mask on my damn face. Đấy. Không biết nguồn nào màပြောđâu. ပြောထားပါပေါ့ Mình sao mà quên rồi, ngà cái là thứ cùng chơi gì chứ mà nó. Don't let the bass get you. Julio, the cherry. Take what you want. By the chico, show me beer and make muscle. India was she. Maybe I'll be Biba. I don't mean more than like. ဘယ်လိုလဲမထားနိုင်တော့ဘူးလားစိတ်ကလိုက်ပြီ ကျမကမသိတယ်လို့ပြောနေနော်နော်အခုအစားပဲလို့ပြောနေနော် ခဏတချို့တော့တွတ်ပြီးလို့ရတယ်ထောင်လောက်တော့မရ ရှင်ကျမဘာပြောနေရှင် ကိုပထမဆုံးပြောချင်တာကအခုကိုချင်းတဲ့စီကိုမင်းရောက်လာပြီးတော့အတွက်ဟိုအများကြီးဝမ်းသာပါလေအများကြီးလည်းပျော်ပါတယ်လာရေးဖြူ ရှင်ကျမနာမည်အရင်ကသိနေတယ် မင်းအောင်မြင်တဲ့မော်ဒယ်တယောက်ဖြစ်ချင်တယ်ဆိုတဲ့အထီးကိုသိထားရဆိုတော့ ရှင်ကအဲ့ကိစ္စအထိပါသိနေလား ကိုမင်းရဲ့အရန်ကိုဖြစ်ချင်နေတဲ့မော်ဒယ်အိမ်မက်ကိုအကောင့်ထဲထုတ် ကျမ
ကျမကစပွန်ဆာရှာနေတဲ့မိန်းမမဟုတ်ဘူး Wait. No. မင်းရဲ့အိမ်မက်တွေမင်းရဲ့ဆန္ဒတွေကိုဖြည့်ဆည်းပေးချင်တယ်။ဘာဖြစ်လို့လဲပြီလား။မင်းကကိုယ်စိတ်တွေကိုပထမဦးဆုံးထိန်းချုပ်နိုင်တယ်မင်းကလေး ဒီမှာကျမဘာအောင်မြင်မှုမှလည်းမလို့ချင်ဘသူစိတ်ဝင်စားတာအောင်မှလည်းမခံချင်ရှင်လည်းကျမနဲ့ခက်ဝဲဝဲမှနေပြီပါကျမနဲ့လည်းနောက်လာမပတ်သက်ပါ မရတော့ဘူးလိုက်ပြီကြုံသွားပြီကိုမင်းကိုစတွေ့တဲ့နေရာစားပြီးမင်းကမဲသေးတာပဲကိုကအဲ့နေရာစားပြီးတတကြီးဖြစ်သွားပြီမင်းတော့ထွက်သွားဖို့ဆိုတာလုံးဝမဖြစ်ဘူးကိုလည်းစဉ်းတော့စဉ်းစားမှာမဟုတ် ရှင်ကျမစကားကုန်ပြောပြီးသွားပြီရှင်မလို့တော့ခေါင်းမှန်နေ ခေါင်းမာတော့မဟုတ်ဘူးမင်းကိုပဲထာဝရချစ်တော်မယ်ဆိုရင်ကိုယ့်ရဲ့နှလုံးသားကိုခိုင်းနေတာတိုက်ပြီကိုချစ်ခွင့်ပေးပါကိုဘဝမှာမင်းမတူးထုံးခဲ့ကိုမင်းကိုဘယ်လောက်ထိချစ်လဲဆိုတော့ကိုပြချင်မင်းရဲ့စန္ဒာတွေအားလုံးကိုဖြည့်ဆည်းခွင့်ပေးပါနော်ပိုက်တဲ့နားမှာရှိနေရဆိုတာကလည်းရှိုင်းစီကိုအမြဲဆုံးရောက်နိုင်တဲ့လမ်းလို့ထင်လို့သူ့နားမှာရှိနေရတာပါ အဲ့ဒါနဲ့ပဲငါမင်းကိုအပြည့်အဝကြီးနားလေလိုက်ရတော့မှာဟာလား အားချစ်တာရှိုင်းလေသူ့ကိုအချိန်လေးတစ်ခုထိပဲလက်ခံထားတာငါ့ကိုလိုက်ပြန်တိစောင့်နိုင်တဲ့တနေ့ရှိုင်းစီကိုပဲပြန်လာခဲ့မှာ အာတော်စမ်းပါမင်းမဲ့ငါတည်းလို့အကောင်ကြီးကိုအမိရဖမ်းလာတာမဟုတ်ဘူးလားဟမ်သူ့ရှိအောက်မှာနေရတာမင်းဘဝဘယ်လောက်ကြီးခမ်းနားတဲ့ထဲသွားဆိုမင်းလည်းသိတယ်ငါလည်းသိတယ်မင်းပြန်လာမယ်ဆိုတာလေအဲ့ဒါပုံမြင်နေ ဒါတော့လိုက်ကိုရှားရထင်သေးတာပဲသူ့စီကစီးစိမ်ဥစ္စာတွေဘာတစ်ခုမှမမှတ်မဟုတ်လိုက်ဘဝအခုနဲ့တောင်ညာပြတ်သွားရင်လိုက်ဂယူမဆိုင်ဘူးလိုက်ရဲ့ချစ်ဘဝရှိုင်းမှာရှိုင်းစီကိုလိုက်အမြဲဆုံးပြန်လာခဲ့မှာ မဖြစ်နိုင်ဘူးမင်းမဖြစ်နိုင်တာလာမပြောနဲ့မင်းငါစီပြန်လာဖို့မပြောနဲ့သူ့စီကနေရုံးထွက်ဖို့ဆိုတာမင်း10ဘဝတော့မဖြစ်နိုင်ဘူး ရှက်ဘာလို့ကိုအဲ့လောက်တော့ကြောက်နေရလဲ ငါကြောက်နေတာမဟုတ်ငါကျေးဇူးသိနေတာမင်းအမိဖမ်းလာတဲ့အဲ့တတိယငါရဲ့ကျေးဇူးရှင်မင်းလုံးလို့ငါဘဝစုပ်ပြတ်တတ်ပြီးတော့မှိန်နေတဲ့ချိန်ကို तू ကအယောင်ပြန်တင်ပေးထားတာငါကျေးဇူးမဆက်နိုင်ဘူးကျေးဇူးတော့ကမ်းလို့မရဘူးတော်ပြီအခုဒီကိစ္စဒီမှာပဲထားလိုက်တော့မင်းရောငါရောသူ့ရှိမှာအနေထိုင်စင်ကြင်မှရ ဂယူကိုမဆိုင် မဝင်တော့လေအနေမဲ့ခမ်းမှာမဟုတ်တာနင်းနေမှာပဲရတယ် ရှိုင်းလိုက်တွေ့ကြုံခဲ့တဲ့များအကြောင်းအရာတွေအားလုံးရှင်းပြခဲ့ပြီလေလိုက်ကိုစိတ်ထဲမှာရှင်းလိုက်တော့ ကျော်အဲ့တော့နာ ရှိုင်း ဒီလိုနေထားမျိုးကြီးနဲ့မင်းတထေးလက်ထဲရနေဘယ်လိုလုပ်ရုံထွက်နိုင်မှာလဲကွာဘလောက်ပဲကြီးရဲ့ချစ်ချင်းမြတ်တာပဲဖြစ်ဖြစ်ဝေနဲ့ဖိရင်တော့လက်မှာပဲမင်းနဲ့ငါဘယ်လိုဆက်ပြီးတော့စကန်းသွားရမှာလဲလာရဖြူ
ငါတတိယလူရောမင်းနဲ့ငါပြန်တွေ့ရဘလို့ကြမှာဆိုထပ်ပေါ်လာအောင်ပါလေ ရှိုင်းညဒီချင်းချင်းအိတ်သေးပဲဘာကြီးတွေးနေရလဲ ငါလုံချောင်းနေစဉ်းစားနေပါ ဖြစ်နိုင်ပါဘူးအလုပ်ကြောင်းဆိုအိတ်ခန်းထဲမှာတွေးလဲရရတာ ငါလည်းတက်တက်ကြီးလာရက်နေပြန်ပြီငါ့ကဲညလက်နဲ့နေကဲလာသွားရကြမယ် ခဏနေအောင် ပါတော့ ညတခုဖြစ်နေရမလား ဘာမှဖြစ်ပါဘူး မလိန်နဲ့နော်နင်းနဲ့ငါတူတူနေလာတာကြားလာပြီညတခုဖြစ်တာနဲ့ငါတန်းသိတယ်နင်ကတောင်းတောင်းခံစားတတ်တဲ့သူမှမဟုတ်တာဒီလောက်ထိခံစားနေပြီဆိုရင်တော့ညတခုဖြစ်နေတာသိကြတယ်ဟဲ့နေဟိုမိန်းမကြောင့်စဉ်းစားနေတာမလား ဘယ်မိမ့်ပါလဲ နင်ကိုလမ်းမေးရအောင်ပို့ခဲ့တဲ့လာရိပ်ဖြူဆိုတဲ့မိန်းမလေ မဟုတ်ပါဘူးလေနင်ကမရှုပ်ဖြစ်နေတာ နင်မှစဉ်းစားကြရဆိုလို့အဲ့မိန်းမအကြောင်းပဲရှိတာနင်သူနဲ့ပြန်တွေ့နေလို့ငါမေးနေရလေနင်လာရိပ်ဖြူဆိုတဲ့မိန်းမနဲ့ပြန်တွေ့နေလို့လားလို့ မဟုတ်ပါဘူးလေငါကလုံချောင်းစဉ်းစားသွားရတော့ နင်တကယ်များလာရိပ်ဖြူနဲ့ပြန်တွေ့နေလို့လားသူနဲ့ပြန်တွေ့မှာငါအကြောက်ဆုံးပဲရှိုင်းရဲ့ ဟာတုံးဆောင်မှာမလဲ ရင်ထဲမှာရှိတဲ့ခံစားချက်တွေကိုကြော်လွှားနိုင်မယ်ကော်တီးတစ်ခွက်လာနေမပြောနဲ့တခြားယောက်ျားတွေကြောက်ကပြောပါလေ ဘာလို့လဲ ဒီလိုမင်းကလေးတယောက်ကငါလိုယောက်ျားလေးတယောက်ကခံစားချက်ဘလို့နားလဲပါလဲ ဘာဆိုင်လို့လဲရှင်မာရဲ့ကောက်တွေကိုရတာရှိဖြောပေးနိုင်ရပြီ အဲ့ဒီအရာသာကိုကြောက်တာအရာသာရှိသွားမှာဆိုလို့နေပြောမတော့မယ်မတော့ဘူးဝီစီတစ်ခွက်ပဲ ဟာရရှင်းတဲ့ဘောပဲ ဘာလဲကွာဘာလဲကွာ ဘာလဲကွာလုံးမနေနဲ့ဗျကျွန်တော်ဘာပိတ်တော့မယ်ဗျ အေးသွားပြီသွားမဟုတ်ဘူးလေဗျာ ခမားရှိနေတော့ကျွန်တော်တို့ကဘယ်လိုလုပ်ပြီးဘာပိတ်လို့ရမှာလဲပြီးတော့ဒီမှာခမားတောက်ထားတဲ့ဘေးလဲပါလာတယ်ခမားဘေးရှင်းပြီးပြန်တော့ဗျာ 2000ခွဲတော့ ဟာဟဲ့လူ2000ဝက်မဟုတ်ဘူးဗျတေချာကြည့်အောင်2သိန်းခွဲ ဟဲ့ဒါလေးတောက်လာဘယ်လိုဖြစ်လောက်ကြာ ဟာဟုတ်တယ်လीဗျာဒီမှာခမားတောက်တဲ့ရက်ပလင်းကိုလည်းကြည့်အောင် အဲ့မိန်းမတွေလည်းအတူတူပဲရက်လည်းအတူတူပဲအားလုံးအတူတူပဲမင်းကအပေါ်လာပြောနေတယ်ရက်ကရက်ပဲရောလေရော ဟဲ့လူ2သိန်းခွဲလိုသေးတယ်ဗျာ လည်းပြန်ရင်ပြေတော့ ဟာခမားအဲ့လိုလုပ်လို့ရမလားဗျဒါလမ်းမေးရက်ပုံးဆိုင်မဟုတ်ရအောင်ဗျခမားမှာကေပေးဝေပေးရှင်ခမားအဲ့ဒါနဲ့ရှင်းမေးကျွန်တော် ဟ
ကေးပေးလည်းမရှိဘူးဝေးပေးလည်းမရှိဘူးအဲပေးပဲရှိတယ်လည်းပဲပေးမယ်သွားတော့ ကွာဒီလိုတော့လက်ပေါက်ကတ်ထား အားဟဲ့မင်းကမဲပန်ညာပေးမယ်ကိုပြောတာပဲမကြည့်နဲ့ဘူး ဟေးမလုပ်ပါနဲ့လက်တွေလုံးကုန် သမီးဒီလိုတော်ပြောခက်နေ ကောင်းကောင်းမပြောမှာပေါ့လက်တွေပါကွင်ဘယ်ကောင်းလဲတော့ဘာပြောလို့လဲ ဒီမလေးဗျာဘေး2သိန်းခွဲကြတာကျွန်တော်3သိန်းပဲပေးတယ် ဟဲ့အမင်းကမနှက်ဖန်လာရင်ပေးမယ်လို့ပြောတာငါလူလိမ်မဟုတ်ဘူးမင်းနမ်းပါဘူးလားငါဗမာစကားပြောတာဟမ် ကဲပါသူမပတ်စံမပါတာအိုက်စင်းကိုငါဘေးရဲထည့်ထားလိုက်ငါစိုက်ထားလိုက် ဟဲ့အဲ့မင်းမေကလာနဲ့သမီးဟဲ့ကဲရင်ရှင်ကြီးပေါ့ရေနစ်နော်ဘာဝေးဝေးနေသမားဝေးဝေးနေသမား ဘာပိတ်မှာမလားလုံးဆရာရှာသွားလို့ရတယ် ကဲအကိုဘာလဲပိတ်တော့လာရှင်ကိုဆိုင်ပေါက်သွားလိုက်ပြီ ဟိုငါမင်းပတ်စံပြန်ပြီးမှာနော်မင်းဘူးပတ်စံပြန်ပြီးမှာ ကဲပါစကားတွေမများနဲ့လားပြန် အေးဟဲ့ ဘာဖြစ်တာလဲ မထီးနဲ့ငါအသားကိုမထီးနဲ့ကြောက်လို့မိန်းမတွေနဲ့ပတ်သက်ရမှာကိုကြောက်လို့ မပတ်သက်နဲ့နော်ဘာမှမဖြစ်ဘူးနော်ရှင်ကိုတနာလို့ပူနေရမဟုတ်ရင်ရှင်ခေါင်းကွဲတော့မယ်လာသွားမယ် ဟိုငါရောအတန်ဆုံးပဲရတယ် ကျမရှင်ပြန်ဆက်မယ်ဆိုလို့ပူနေလိုက်တာမဟုတ်ပါဘူးပြန်မဆက်လဲအိမ်ကြီးလိုက်မတောင်း အေးငါမှဘာအေးမှမရှိဘူးမင်းလောက်လာတယ်တော့ငါအကြောင်းတွေကိုပေါ်ကုန်ပါပြီဒီတိုင်းမှာငါမနေ့ရတော့ပြည်သူပဲရှိတယ်နောက်ကငါရှင်းနိုင်မရှင်းနိုင်ဘာမှဝင်ပြီးပူညီကြနော်ဟုတ်ပြီ အော်ခဏ ဟာလေ ရှင်နာမည်อ่ะ နာမည်ဘာလဲမင်းလာဝကလူကြီးစစ်တန်းကောက်ကိုလိုဆမ်းပါဟာ နောက်တစ်ခါလမ်းမှာတွေ့နာမည်ခေါ်ပြီးနှုတ်ဆက်မလို့ အာဘာမှနှုတ်ဆက်စရာမလိုဘူးเนาะအဲ့မိန်းမတွေကိုစိတ်ကုန်လုံးကိုဝေးဝေးနဲ့ကင်းနေတာเนาะခုတော့သွားပြီ အောက်ထိုင်ဘလားပြေသွားပြီကွာဘာအကျွေးသိမ်းနေရမလဲပါ ကျွန်တော်နောက်တစ်ပတ်လောက်တော့စောင့်နေပါအောင်ကိုလိုရ မင်းကတလားစောက်ပဲပါဆိုတော့ငါစောက်ပေးပြီအခုတပတ်မြို့မှာမင်းမလုံးလုံးလား ဟိုကျွန်တော်ဝေးရှာနေပါတယ်ကျွန်တော်တစ်ပတ်အတွင်းကိုအကုန်လုံးရအောင်ပြီးမှာပါ တပည့်တွင်းမရဘူးဆိုရင်မင်းကတတ်မှာလေ တက်ဗျာတက်ချင်တက်ပလိုက်တစ်ပတ်အတွင်းမရဘူးဆိုရင်ကြိုက်တယ်လို့သာလုပ်နော်တစ်ပတ်တော့စား မင်းကတိတေကွာ အဲ့လူတွေကလူမိုက်တွေချင်တယ်နော်တကယ်လုံးမဲ့လို့ကဲပါရှင်ခက်ခဲဖြစ်နေတယ်ဒီပတ်စံပြန်ယူသွားလိုက် အာမင်းကကိုလည်းမဆိုင်နိုင်ဘာတွေဝင်လုံနေဘာပတ်စံမပေးတယ်ဘာမှမဖြစ်ဘူးအကောင်လည်းဘာမှမလုပ်ရဘူး ဘယ်ဖြစ်မလဲရှင်ကျွေးကတိန်းနေရအောင်ဆိုမပေးရင်တတ်မှာဆို ဟောတက်ဒီအေးတော့ပြီးသွားတာပဲလေအဲ့မိန်းမတွေကြောင့်ဖြစ်နေတဲ့ဝေကျွေးတွေမြန်ကြေသွားတော့အေးရော ရှင်မိမအဲ့ပတ်စံတွေတုံးလိုက်တယ် အာငါလူပြိုးကမင်းပြောသလိုငါမိန်းမဖြစ်နေတော့ငါအဲ့လောက်ညီးမှာမဟုတ်နော်မင်းတို့မိန်းမတွေဒီယောက်ျားတွေဆိုလေကလေးလိုပဲတက်မယ်နင်းမယ်ကြော်မယ်ခွမယ်သစ္စာကြတော့တစ်စက်မှမရှိဘူးဒီချိန်မှာပြောရတယ်တိတ်တော့လည်းဘာမှတော့မဖြစ်ပါဘူးနင်းလည်းမိန်းမဖြစ်နေဒီပုတ်ထဲကဒီပဲအာယုံတွေကနောက်နေသွားပြီ အားလုံးပဲအေးစေး3000ကြပါဗျာဘာမှဖြစ်ပါဘူးသူတို့ပြင်မှာချင်းချင်းရန်ပြစ်နေကြတာပါနော်ဘာဖြစ်တာအရှိမမင်းပတ်စံထုတ်ကြည့်လိုက်တယ်ကြော်ကြီးတို့ပြောဝိုင်းဆိုင်နေ
ကျွန်တော်သိပါလား ပြီးတယ်ဆိုတော့ကေယာယူနဲ့တော့တာပေါ့ကွာ ကျွန်တော်ကျေးဇူးထပ်တင်ပါတယ် ကျေးဇူးဆိုတော့တင်ရတာမဟုတ်ဘူးဆက်ပြရမင်းတင်ရတယ်ပြောင်းရင်ကူးလိုက်ပေါ့ဆက်တော့တော့မဆိုတာလေ ပြေရရလားပြေ ရပါတယ်ကိုရှိုင်းကျမကိုစေကလိုက်ပို့ပေးတာကျေးဇူးတင်ပါတယ် ပြောင်းမြန်နေပြောနေငါ့ကျေးဇူးကငါတင်ရမှာမင်းနဲ့ငါနဲ့လည်းဘာမှမပတ်သက်ပဲဘာပြဿနာလဲဘာလို့ဝင်ပါလဲငါမုန်းနေတဲ့မိန်းမတွေမှာတယောက်တော့ရောသွားပြီထင်ပါတယ် ကျမကရှင်ကြုံမှုရဲ့မိန်းမမျိုးတော့မဟုတ်ဘူးကိုရှိုင်းကျမဖြစ်စီချင်တာတစ်ခုလည်းပဲရှင်ကိုတည်တည်ငြိမ်ငြိမ်ဖြစ်စီချင်တယ်ရှင်ကြုံနေရတဲ့အခက်အခဲတွေကိုကျမစွမ်းသလောက်ကူညီပေးမယ်ဒါပဲရှင်ပေါ်ကောင်းစေချင်တဲ့သူတယောက်ရှိတယ်လို့ပဲသဘောထားလိုက်ပါဒါဆိုရင်ရှင်နဲ့ကျမကြားမှာစိုင်းနာတွေမစိုင်းနာတွေတခြားဘာအကန့်မှမရှိတော့ ကျေးဇူးအများကြီးတင်တကယ်ကျေးဇူးတင်တယ်တမိုးမျိုးမရှိတော့ဘူးလုံးငါထင်နေတဲ့ဘဝပြန်လဲကသက်ဝင်တော့ပါဘောဘာနေရရှုံးနေတဲ့မမျောနေခဲ့သူငါကိုဆယ်ရင်ပျော်ရွှင်ခြင်းကိုငါရင်ပတ်မှတစ်စိလိုကရင်နေဟာငါတွေ့တော့နေဟာငါတွေ့တော့ဝေလာမင်းရှိတော့ဘူးလုံးငါထင်နေတဲ့ဘဝအမေရဲ့လက်မငါတခါပြန်လဲကသက်ဝင်တော့ပါလုံးပါနေရရှုံးနေတဲ့မမျောနေခဲ့သူငါကိုဆယ်ရင်ပျော်ရွှင်ခြင်းကိုငါရင်ပါမှတစ်စိလိုကရင်နေဟာငါတွေ့တော့နေဟာငါတွေ့တော့နေဟာငါတွေ့တော့အဆင်ပြေခဲ့ရလားမရှာ ဟောပြေးတာဟောပြေးတာမဟုတ်ဘကန်းအောင်လို့နေတယ်ကိုပိုင်စိတ်ကငါ့ကိုခွင်ကောင်းတဲ့လူတွေပြီးမယ် အဲ့အလုပ်တွေကဥပဒေနဲ့မညီဘူးမလား โอ้နေရာလည်းရှိနေကြတာနည်းနည်းပေါ့ညီဆုံးလို့ရှိမှာပေါ့အဲဒီတိုင်းဆိုရင်လေငါမြဲမြဲစမ်းစမ်းအဆင်ပြေပြီးတော့ငွေလေးများများစုမိငွေလေးစုမိပြီးတော့ငါနေမျိုးလေးတစ်မျိုးမှာအခြေချအောင်လို့စဉ်းစားတာအဲ့ကြရင်ငါလည်းလိုက်ငါမင်းနေပြေဦးမေပြောကိုရှိုင်းနေဆိုရင်လေကဘာကြီးအဆုံးထိကိုလိုက်မှာ
ကြိုက်သွားပြီဘာကြီးဆုံးပြီးတော့မလို့လမ်းမှာစီးပြသွားရင်နှစ်ယောက်တိုင်ပတ်သွားတယ် တီရောနေရတော့ အဲ့ဒါစီပုံးလေးထိုင်မိနေတယ်နော်တန်းစီလေး နင်အဲ့ဒီမိန်းမနဲ့ဘယ်တော့မှပြန်မတွေ့ပါစေနဲ့လို့ငါဆူတောင်းပါတယ်ဟာ မလီဒီကျွန်တော်ဘာခိုင်းပြရှိသေးလဲ မိစားမရှိဘူးမေးကြလေးရှိ ရပါအေးပါ ယောက်ျားတစ်ယောက်စီကဂယူးဆိုင်မှုကိုလိုချင်ငါဘာလုပ်ရမလဲမင်းပြောနိုင် ဘော့စ်ကမလီဒီကိုမဆိုင်ဘူး ငါမေးတာပဲဖြေစမ်းပါငါမင်းကိုချက်တယ်ဆိုပါတော့မင်းကငါ့ကိုဂယူးမဆိုင်ဘူးအဲ့ဆိုငါဘာဆက်လို့ စက်ကြိုးလာမှာပေါ့ မင်းမရီးစားရှိလား ပြတ်တော့ပါ အဲ့အတွက်မင်းနောင်လိုက်ရ ရပါတယ် တချို့မိန်းမတွေဈေးပေါ်တယ်ဆိုတာအဲ့ဒီယောက်ျားကိုအများကြီးနေကိုပိုင်လာနေ ဝင်းရစပြီးတော့ကိုအများကြီးချက်နိုင်ပါတယ် တက်ကြတော့ ကိုဆွဲပြီဒီနေ့ကြောက်ချစ်တော်ရဲ့မွေးနေ့ဆိုတော့ဘီကုန်ရန်ကုန်ကဲကြိုက်တာလုံးကြိုက်တာဆောင်ကြိုက်တာဆောင်โอเค Let's start the party We don't need no sleep.
အဲ့မိမနင်ဘဘကိုစောက်ပြတ်တတ်သွားအောင်လုပ်ခဲ့တယ်လာရိပ်ဖြူမလား ဟုတ်တယ် နင်စိမ့်နေရှိုင်းအဲ့မိမပြန်ရောက်နေနင်ငါ့ကိုဘာလို့မပြောတာလဲ ငါမလိမ့်ဘူးနော်ငါဘယ်သူ့မှမလိမ့်ဘူးငါ့ကိုလိမ့်နေဆိုတဲ့စကားနဲ့နောက်တစ်ခါထပ်မပြောနဲ့အနည်းတော့မအေးစေရှင်းပြလာတယ်ငါလည်းပြန်လာကြည့်လား ငါဘာလို့လိုက်ရမှာလဲငါအဲ့မိမလုံချင်တိုင်းလုံနေရရင်သဘောထားကြီးကြီးနဲ့ထိုင်ကြည့်နေရမှာလားနင်ငါနဲ့ပြန်လိုက်ခဲ့ ငါတထေးကိုငါအားနာမယ်ငါပြန်လိုက်လို့မရဘူး နင်ငါနဲ့ပြန်လိုက်မှာလားမလိုက်ဘူးလား ဟဲ့မင်းမီနေမငါ့ကိုနားမလဲဘယ်သူမှငါ့ကိုနားလဲမှာလဲငါလိုက်လို့မရဘူးလို့နင်ကဗမာစကားပြောတာနဲ့နားမလဲဘူးလားငါမလိုက်ဘူးသွားချင်နင်ရတယ်သွားစားပြီကွာဒါရိပ်ဖြူကတော့ရမ်းမွေတယ် နင်လိုက်ဖြူဆိုတဲ့မိမနဲ့တော်တော်မှပျော်ခဲ့ရလားရှာ နင်ကလည်းငါ့ကိုရန်စကားရည်နဲ့လာပြီးချိုးဆိုနေရတဲ့ဟာ ဘာရန်စကားလဲဟမ်အဲ့ရန်ကိုဘယ်သူစမွေးခဲ့တာလဲအဲ့မိမပြန်ရောက်နေနင်ငါ့ကိုမလုပ်ရှင်းလေနင်အဲ့ကိစ္စကိုရှင်း ပြောစရာမလိုလို့လေဟာ ဘာမလို့ရမှာလဲအဲ့မိမညို့နင်းကြဖြစ်အောင်လုပ်ခဲ့တဲ့မိမနော်အေးနင်ပတ်ဝင်းကျင်မှာအဲ့မိမပြန်ရောက်နေနင်ငါ့ကိုပြောရမှာပေါ့ မဟုတ်ဘူးမိမိလာရိပ်ဖြူကလေဒီဖြစ်နေပြီနော်။ तू ကငါတထေးရလဲဇနီးလောင်ဖြစ်တော့မှာ။ तू နဲ့ငါနဲ့ပတ်သက်စရာဘာကြောင်းမှကိုမရှိတော့ဘူးဟဲ့ နင်ရတာလို့ပတ်သက်စရာအကြောင်းမရှိဘူးလို့ပြောနေတာအဲ့မိမငါရှိမှာအိန္ဒိယတောင်မစင်နိုင်ဘူး ။နင်ဘာလျှောက်ပြောနေတာလဲဟာ အဲ့မိမနင်ကိုနွားဆက်ပြန်သွင်းတော့မှာနော်နင်ရှိမှာငါ့ကိုစိန်ခေါ်အဲ့နင်းမြင့်နေမလား မဟုတ်ဘူးမိမိရငါလည်းမပတ်သက်ချင်ဘူးနော်။ငါတထေးရမျက်နှာကြောင့်ငါလည်းမလွဲတာလို့ပတ်သက်နေရတယ်။နင်ရလဲ နင်အဲ့မိမနဲ့ဆက်ပြီးမပတ်သက်နဲ့အဲ့မိမနင်ရှိကိုတိုးလာတော့မှာနော်ငါအကုန်မြင်နေတယ် အဲ့လောက်ကြီးလည်းမဟုတ်ပါဘူးဟာနင်ရလဲ နင်ကတခါအလောင်ခံရပြီးပြီနော်အေးတိတိနဲ့ဆက်ပြီးအလောင်ခံနေရနင်ယူနေလို့ပဲမီးစရာမလောင်ရင်တားရတယ်သူဆက်ပြီးရှေ့မတိုးလာနဲ့နင်နဲ့ငါရန်ကုန်ကထွက်သွားမယ် အဲ့လောက်ကြီးလိုလို့လားဟာအဲ့လောက်ကြီးမြန်မြန်ရောလိုလို့လား လိုလားမလိုလားငါမသိဘူးနင်ညညဆက်ဆက်နဲ့တက်တက်လို့သာဆုံးဖြတ်အဲ့မိမစိတ်တွေကငါမြင်တယ် မိမိဘာလို့အဲ့လောက်ဆိုရင်ဟမ်ငါ့ကိုယုံလဲ နင်ကိုယုံတယ်မယုံတာအဲ့ဒီမိမကို Hello ရှိုင်း ငါရှိုင်းမဟုတ်ဘူးမိမိ မင်းကသူများ privacy လဲချိုးဖောက်တတ်တာပဲ ငါချိုးပေါက်ခွင့်ရှိလို့ချိုးပေါက်တာလေမင်းဘာပြောမလို့လဲ ငါရှိုင်းနဲ့ပဲပြောချင်တာမင်းနဲ့ဘာမှပြောစရာအကြောင်းမရှိဘူးထင်တယ် ဒါလေငါရှိုင်းမဟုတ်လို့လား ဟုတ်တယ်ငါဘဝမှာရှိုင်းတော့ဘယ်သူမှအရင်မကြည့်ဘူး မင်းနဲ့ငါတွေ့ပြီးပြောစရာရှိတယ်ငါဘယ်ကိုလာခဲ့ရမလဲအရေးကြီးတဲ့စကားပြောမလို့ချိန်လိုက်တာရှိုင်းနဲ့မပတ်သက်ဖို့ပြောချင်တယ်မင်းရှိုင်းနဲ့ပတ်သက်နေရတွေကိုရက်တန်းရက်ပါမင်းကဇွတ်ပဲ မင်းဘာလို့ငါ့ကိုရှိုင်းနဲ့မပတ်သက်ဖို့လာပြော မင်းကြောင့်ရှိုင်းဘဝကြီးကစုပ်ပြတ်တက်သွားရပြီသူ့ဘဝထပ်ပြီးပျက်စီးတာကိုငါမမြင်ချင်ဘူး ငါကလည်းရှိုင်းဘဝပြက်စီးပါစေဆိုပြီးဖြတ်စည်းခဲ့တာမဟုတ်ဘူးအဲ့ဒါကိုမင်းသိအောင်ငါရှင်းပြစရာမလို ငါတော့ပြောရမှာပဲရိုင်းနေနေတဲ့ရှိုင်းဘဝကိုတက်မှတ်ပေးခဲ့တာငါအဲ့ဒါဆိုမင်းသဘောပေါက်မှာပါ အဲ့ဒါနဲ့ပဲငါကနောက်ဆုတ်ပေးရမှာမင်းပြောတဲ့ဇလန်ထဲမှာမင်းကတော့ဇက်လိုက်ပဲမင်းလည်းမင်းအကြောင်းပြချက်နဲ့မင်းငါလည်းငါအကြောင်းပြချက်နဲ့ အကြောင်းပြချက်တိုင်းကအမှန်မဟုတ်ဘူးလေဒီလူတစ်ယောက်ကိုဘာလုပ်ခဲ့တယ်ဘာလုပ်ပေးခဲ့တယ်ဆိုတာပဲအမှန်တရားမင်းရှိုင်းကိုဘာလုပ်ခဲ့တယ်ဆိုတာမင်းသိတယ်လို့
ငါရှိုင်းကိုဘာလို့ပေးခဲ့ရဲဆိုတာလဲငါသိတယ်အဲ့တော့ပြောချင်တာကမင်းရှိုင်းပေါ်မှာဘယ်တော့မှမကောင်းခဲ့ ဟုတ်တယ်ငါရှိုင်းပေါ်မှာမကောင်းခဲ့ဒါမဲ့အခုရှိုင်းပေါ်မှာကောင်းအောင်ကြိုးစားနေရဆိုရင်နော် မဖြစ်နိုင်ဘူးလားမပြောနဲ့မင်းစူးစမ်းချင်တိုင်းစူးစမ်းရအောင်မင်းစလာအောင်ရှင်းလို့ ဒါကငါကိစ္စပါမပြောစရာမလို ငါနဲ့ရှိုင်းနဲ့ကတရားဝင်လက်မထက်ရသေးတာပဲရှိတာတအိမ်နဲ့အတူတူနေကြရဲဆိုတော့မင်းသိလား အဲ့တော့ငါကျူးဆိုင်မယ်လို့မင်းထင်နေရလားရှိုင်းရဲ့အချူပါရှိုင်းလက်မထက်ရတဲ့အချူမိန်းမစုပ်ပြတ်တက်နေတဲ့မိန်းမဟုတ်ဘူးလေဒီဆိုတာဘလို့မိန်းမလဲဆိုတာမင်းကောင်းကောင်းသိပါရှိုင်းကအဲ့လိုမိန်းမမျိုးလက်လွတ်ခံမယ်လို့မင်းထင်နေရလား တက်တိရှိရင်ရှေ့တိုးကြည့်လိုက်လေမင်းဘွားကြီးစောက်ထိုးဖြစ်သွားမှာပေါ့ မင်းငါ့ကိုစိန်ခေါ်နေရလားမင်းပဲအရင်ရှိုင်းကိုလက်ထပ်နိုင်အောင်ကြိုးစားလိုက်အခုလိုမင်းငါ့ကိုလာတွေ့နေတယ်ဆိုပဲอ่ะရှိုင်းကမင်းဘက်မှာမရှိနေဘူး မင်းကမင်းကိုမင်းတိတ်အထင်ကြီးနေတာပဲရှိုင်းကိုပိုင်နေတာငါတေးကြတာတခုကမင်းရှိုင်းကိုဘယ်တော့မှမရစီရအောင် ရှားခဲ့ရင်နော်မင်းနောက်ဆုံးပြီနော် စူးစမ်းကြည့်လေမင်းနောက်ကိုရှိုင်းမပါနဲ့ငါတို့မင်္ဂလာပွဲရင်လည်းတန်းကျင်းပေးနိုင်တယ် ကြိုက်တယ်အဲ့ခါကျတော့မမျက်ရည်လေးဆန်းနဲ့ငါရှေ့ကိုနောက်တစ်ခါထပ်ပေါ်မလာစေနဲ့ မင်းအပိုင်တက်ကိုဘာမှတ်နေလဲမင်းမဲအဲ့ဒီထဲကရအောင်ရုံထွက်လိုက်ပါအောင် ကျွန်တော်ခေါ်တယ် မိတီရထောင်း ကျွန်တော်အားလာမေးတော့ဘယ်သွားခြင်းလဲ ချစ်နဲ့ဝဲရစီ ကျွန်တော်ကတော့အချစ်ရှိနေရအောင်ဟောသွားခြင်း အဲ့ဒါကြောင့်မလို့ငါဒီပါဒီပါမင်းကရှူနေ ကျွန်တော်ကလေဒီကိုကြောက်တယ်စင်ကောင်လို့အလောင်းပိတ်လာပါဝင်တူးခြင်းနဲ့စိတ်တွေပဲရှိ မင်းကငါထင်ထားတဲ့ကိုရဲတင်နေပါ ရှစ်တော်ဟိုလေဒီစီကလေဒီပဲကျွန်တော်ကိုကြွေးခဲ့ရလို့ကျွန်တော်ဖြစ်လို့မရတော့
ထက်ကြ လက်ထပ်ကြတော့မလို့ လေဒီလည်းကိုယ့်ရဲ့သဘောထားနဲ့ကိုယ့်အချစ်ကိုသိနေပြီပဲလက်ထက်ကြမယ်လေဒီနော် ကိုပိုင်ကဘယ်တော့လက်ထပ်ချင်လဲ ကိုရမလို့ပါဘူးကိုရှိထားတဲ့လက်ထက်ကြမယ်နော် ရှိလားရှိလားဆိုရင်လေဒီကအရင်ဆော့တာပေါ့ လေဒီဘာဆိုလို့လဲလေဒီဘာဖြစ်လို့ဘာဖြစ်လို့ ကိုပိုင်လေဒီကို propose လုပ်တော့လေဒီရဲ့အိမ်မက်တွေအကောင့်ထဲပေါ်ပြီးမှလက်ထပ်ကြမယ်ဆို ဟုတ်တယ်လေလက်ထက်ပြီးပတ်စံလို့ပဲရတာပဲလေကိုရှိနေရပဲ လက်မထပ်ရသေးတဲ့အချိန်မှာတော့မျက်စိထောက်ထောက်ကြည့်နေတာလက်ထပ်ပြီးတော့ဒီထက်ပိုပြီးစိုးတော့မှာပေါ့ ဒီတရားရောက်ကိုချစ်တော်မှာကြောက်လို့ပါကိုအဲ့ဒါကြောက်လို့ ကျမလက်မထပ်ချင်သေးဘူး လေဒီကိုထပ်ပြီးတော့နားလည်းမပြီးနိုင်တော့လက်ထပ်မယ်ဆိုတဲ့စကားလည်းဘာမှမပြော သူ့ကိုလက်မထပ်နိုင်ဘူးသူနဲ့ဝေးရကိုခေါ်သွားပေးပါတော့ဆိုင် ဟာမင်းယူနေလားမင်းဘာတွေတွေးနေရလဲဟမ်အမေအဲ့လိုထင်ရတယ်ရှောက်လုံနေတော့မင်းတို့အန်ရရှိတယ်ဟာ ဘလို့အနေပဲရှိရှိလိုက်ခင်းမဆိုင်ဘူးဆိုင်နဲ့မဝေးရဖို့ကအတိကလေ တတိတိသွားရင်မင်းရောငါကိုသေပြီ ပိုက်တက်တိမှာတခုတည်းကိုကြောက်တာမလားလိုက်ကိုချစ်သေးတယ်မလား အာ ဆိုင်ဟဲ့မင်းနဲ့လေချစ်သေးတယ်မလားလို့ ငါမင်းကိုချစ်ပြခဲ့ပြီးသွားပြီဟောအကြက်တည်းဖြစ်မဲ့မင်းကိုထပ်မမေးပါနဲ့တော့ဟာ ဟာဆိုလိုက်ကိုထချစ်ပြီလိုက်ဆိုင်ကိုဆုံးရှုံးမခံနိုင်ဘူး ဟုတ်ဆုံးရှုံးခံတယ်တခုတည်းနဲ့တတိလက်တည်းထွက်ပြေးလို့မရဘူးဟုတ်တယ်မဖြစ်နိုင်တော့ပါဘူးဟာ မဖြစ်နိုင်တာကိုလုံးပြရဲတာမှအချစ်လေးရှာရဲ့ရှာရတော့ဆိုရင်လိုက်အရာအားလုံးဆုလို့ရဲဘဝတူပါရဲ့ရှာရဲ့ချစ်လေးရဲ့နဲ့မချစ်ချင်အောင်ဆောင်ပြနေမဲ့အတူချစ်လိုက်ကြတာပိုပြီးအဓိပ္ပာယ်ရှိပါတယ်လိုက်ရှာကိုချစ်တယ်ထပ်ပြီးတော့လည်းဆုံးရှုံးမခံနိုင်ဘူး အေးဆေးစဉ်းစားကြတော့လောကြီးရောမလုပ်ပါနဲ့ခုချိန်မှာနေရလွယ်ပြီးဘာမှအရေးမကြီးဘူးနေခုပဲပြန်လာ လေဒီစီရပြန်လာ ဒီလေဒီနဲ့တော့တွေ့ပြီးပြန်လာတာပေါ့
အေးသူကတထေးနဲ့လက်မထက်ချင်ဘူးတဲ့ငါနဲ့တနေ့ရရထပ်သွားချင် အဲ့တော့ညဘာပြောလိုက် ငါကြည့်ကောင်းလို့ပြောခဲ့ပါရဲ့ငါလည်းသူနဲ့မပတ်သက်ချင်ပါဘူးအောင်နေရောက်တနေ့ရအောင်ထပ်သွားမယ်ဟုတ်ကဲ့ကိုကြိုက်ပြောပါ ရှိုက်ပြပါမလား ကျွန်တော်အခုအိမ်မှာ ဒါမှငါတို့ဘက်မီဒီတခုရှိတယ်မီလီဒီကိုခေါ်ပြီးတော့ဘောရဲ့နေရာဟောလာခဲ့လား ဟုတ်ပြီကိုကြိုက်ဒါမှမလား ဒါလည်းလေရှာ အေးလက်ဖက်ညရင်လေဒီကိုခေါ်ပြီးတော့နေရာအောင်လာခဲ့ဘယ်လိုကိစ္စရှိ ထွက်သွားမယ်လို့ဆုံးဖြတ်ပြီးရင်တော့မြင်မြင်ထွက်သွားတာအကောင်းဆုံးပဲ ငါတတိယအချိန်ကိုချက်ရှိုးလိုက်ပါငါကားထိုးပြီးလာခဲ့တိုင်းနဲ့လေဒီရောက်ပါတော့ Lady welcomeကိုယ်ချက်ဆုံးလေးကိုဒီလာအောင်ပါဒါလည်းလက်ဆုံးကဲလီခိုင်းတိုင်း Okay ခုလူဆုံးပြီဆိုတော့ဘာလို့မီတီလေးစားလိုက်ကြအားနဲ့လီဒီနေရာမကြခင်လက်ထက်တော့နော်အဲ့တော့ငါလက်မထက်ခင်အချိန်မှာငါစိတ်ထဲမှာတန်တရားဖြစ်နေတဲ့ကိစ္စလေးငါနည်းနည်းတော့ရှင်းနေတယ်ကွာအဲ့တော့ငါခေါ်လိုက်တာ ရှင်းရရှိတော့အကုန်လုံးကိုအပြက်ရှင်းလိုက်တာအကောင်းဆုံးပဲပေါ့ကျွန်တော်ကတော့တတိဟာ ကိုလေဒီကိုပဲအရင်ဆုံးမိမယ်နော်လေဒီနဲ့လေသူနဲ့ဘာစရာရှိလဲ ဘယ်လိုပြောလိုက်တာလဲ လေဒီစိတ်ရှော့ကိုအမှန်တရားကိုသိစမ်းကိုမေးတော့ဖြစ် ဟုတ်ပါရှင်ကကျမတိတ်ခါတော့ထဲမတွက်တော့ရှင်ဒီလူတွေချားမှာဘာလို့ကျမဒီမင်းကိုမင်းရ sorry ပါဒီနေ့ sorry ပါမင်းမှန်နေဆိုရင်မင်းငါမေးတဲ့မေးကိုမင်းအေးစိဖြေနိုင်မှာမဟုတ်လား မပြောနိုင်ရှင်ကြိုက်တယ်လို့ကျမသွားတယ် Finish! ထိုင်နေမယ်ငါပြဿနာရှင်းလို့မပြီးသေးဘူးလို့ထိုင်နေအိမ်မှာ
တဲ့စိတ်လေးနည်းနည်းရှော့ပါ ရှာ easy 好我把什么呢那么包括办公室好了啊Lily 嗨嘉怡我摸了吧ပြောတော့ဦးကျော်ကြီးညမလုပ်တာလေဟဲ့你ယူနေလားဟာတော်တော်ငါမင်းကိုငါကောင်မလေးနဲ့မပတ်သက်ဘူးငါရှိုင်းနဲ့သတိပေးခဲ့တယ်ဟုတ်မင်းကောင်ကြီးဆိုင်တယ်这边方面不。背呀！你给我帮我背呀！你以为我们标呢？人老的进来搞俺们要。加油！ဆက်မှုရဝါရှာလိုက်တော့ထွက်ပြေးကြ စဉ်းစားပါဦးလိုက်ရဲ့ ဟာမိုက်တဲ့ရက်ဆက်ကြောက်ကြမှုတွေမြင်နေရတာလိုက်ကဘာကိုစဉ်းစားရမှာလဲ ကိုပြောနေလိုက်ဒုက္ခရောက်မှာစိုးလို့ ဟာဘလို့ဒုက္ခရောက်မှုမျိုးမှာလိုက်ရဲ့ဂယုမဆိုင်ဘူးရေးကြည့်တာလိုက်တော့ခုပဲထွက်ပြေးကြတယ် လိုက်ကတကယ်ပဲတတိယအရေးအောင်မနေချင်တော့ဘူး ဆွဲခုလို့သာတွေ့ဝင်နေမယ်ဆိုရင်လိုက်ကိုအစီအစဉ်နဲ့ကိုရှိုင်းစီကိုထွက်ပြေးလာခဲ့မှာနော် အဲ့လိုမလုပ်ပါနဲ့ အဲ့ဆိုဘယ်နေ့ထွက်ပြေးကြမှာပိုက်သက်ကနောက်လာတယ်မှာလိုက်ကိုလက်ထပ်တော့မှာရှိုင်း ကိုအချိန်လေးနဲ့နော်ကိုပြင်ဆင်စရာရှိတာလေးပြင်ဆင်လိုက်မယ်တရက်နှစ်ရက်တော့အချိန်လေးနော် လိုက်တော့ဒီကစိုးထွက်ပြေးကြမယ်နော် ဒီပါရတော့မဟုတ် ရှိုင်းညမဖြစ်လာတယ်ရှိုင်းညမဖြစ်လာညမဖြစ်လာလဲလို့ ဟုတ်ဒီမှာနေလို့မရတော့နင်းသိမ်းရမယ့်ပစ္စည်းအမြန်သွားသိမ်းတယ်တော်နေမြန်တော့သိမ်းတယ်အောင်မြောက်ဆုံးပဲအနေရှိတယ် ချာငါတို့ဆုံးဖြတ်ပြီးသားပဲသွားမယ်
တဲ့ညီရဲ့ချစ်ကြည့်ပါဦး မင်းကနာမည်ကြီးတဲ့အချိန်ကြီးတော့မဆောက်နိုင်တော့ဘူးလားဟာဟမ်ချစ်ဆုံးလေးကိုဟာလေမင်းတို့နဲ့လေချိုးတက်ဖို့အစင်းနေပြနေပြီဒီမှာအစင်းနေပြနေပြီသိလားဆိုင်တဲ့ထွက်ပြေးမယ်ဗောမင်းအားကိုးတယ်ဗောဆိုင်ဟမ်မင်းရအားကိုးနဲ့ဆိုင်ရလေဟိုမှာသူ့ကောင်မမိမိနဲ့ထွက်ပြေးသွားမင်းသိလားသိလားမင်းမသိဘူးလားအယူမင်းနည်းနည်းလေးတော့ပြောတော့တယ်မဟုတ်ဘူးလားမပြောနဲ့မဟုတ်တာဟုတ်လားဒီမလားကမဟုတ်တာပြောတယ်မဟုတ်လားကျဲအဲ့လိုမျိုးဟာဘူးဘယ်လိုလူမျိုးအဲ့ဒီကောင်ဘယ်လိုလူမျိုးလဲဟမ်ဘယ်လိုလူမျိုးလဲကောင်ပြောမင်းရအတွက်တည်းများငါ့ကိုဒီကောင်ရှင်းမပြတ်ထင်းနေလားဟမ်ကြောက်တယ်ကျဲကျမကိုတကယ်ချစ်တာကျမလည်းသူ့ကိုတကယ်ချစ်တာမင်းမပြောနဲ့မပြောနဲ့မင်းမပြောနဲ့ရှိုင်းနောက်ဆုံးတော့ငါရဲမျောနေတဲ့နေ့ကိုရောက်လာပြီ 你ပြောရမလား အရှမ်းပြောတယ်နည်းနည်းတူနှစ်ယောက်တည်းဘဝကိုတစ်ကနေပြန်စားရတော့မယ်ဆိုတာတခုပဲနဲ့ရမ်းပြောနောက်ဆုံးတော့ ဘာနောက်ဆုံးလဲ အော်ဒါရီဘလို့ဘလောက်ပဲပေးဆက်ခဲ့ရပါမယ်ငါနေ့ကိုပိုင်ဆိုင်ရတော့မယ်ဆိုတာတခုပဲနဲ့ငါအရာအလုံးမေ့တယ် မင်းခုတဘောမပေါက်သေးဘူးလားဟမ်ဟိုကောင်မင်းကသူ့ကောင်ကလည်းဒိုးပြီတဘောမပေါက်ဘူးလား ရှာရအဲ့လိုလူမျိုးမဟုတ်ဘူး အုံနောက်ကိုမတချမ်းမပါတယ်မိန်းမဟိုမှာသွားပြီမိမိနဲ့ဒိုးသွားပြီမင်းဒီကတော့မပြတ်လာမှာမဟုတ်ဘူးအယူမ ရှင်းတာသူ့ဘာမှမလုပ်ဘူးဆိုရင်ဒီမကိုပြန်လာပါ အော်ငါလည်းထဲမှာရှိနေလို့မင်းတို့ဒီကောင်ပြန်လာခွဲတဲ့တတိရှိပါဒီလိုကောင်ကငါလည်းထဲကပစ္စည်းကိုပြန်လာလူရတဲ့တတိရှိပါလားပြောတယ် ချစ်ချမောစိတ်ခေါ်နေတာလား No တဲ့ပြောနေတာတဲ့ပြောတာ သူ့လားခေါ်မယ်ဆိုရှင်းအောင်ပြပေးပါလား အိုးကတော့ပြီးတော့ထဲပေးလိုက်မယ်ကတော့ပြီးတော့ထဲပေးလိုက်မယ်ဟိုဘေးအိုင်ဒီလိုပဲယောကိုင်ကို ဟိုမိမဖုန်းမလားရှာမကင်ရအောင်နင်မကင်နဲ့ အာဘာလုပ်တာလဲခဏပေးစမ်းပါ ငါတို့ကအဝေးကိုထွက်သွားနေတာလေဟာပြစ်စိတ်ကိုပြက်ပြက်တသားထားစမ်းမှရှားရဲ့ဆိုင်နေပါလောက်တာ သူအရေးကြီးတယ်ထင်တယ် ငါတို့ကအဝေးကိုထွက်သွားနေတာလေနင်မပြတ်သားနိုင်ငါတို့ဘလို့သွားမှာလဲ ဟ
နေရလဲဟာခဏပေးစမ်းပါငါ့ကို အဲ့ဒါဆိုလက်စပီကာဖွင့်ပြီးပြော ဟယ်လို ရှာကိုဘာမှလဲ လိုက်ဘာပြောရလဲ ဟိုဒီဟာကိစ္စ CCTV ကနေပြီးတော့သူတိပါရဲ့ဟုတ်တယ်အခုလိုက်ကနေရအောင်မရှိဘူးလိုက်စီလာခဲ့တော့လိုက်ကိုလိုက်စီမလာလို့ရှိရင်နေသူ့ကိုတတ်တယ်လို့မျိုးလိုက်ကိုတတ်မှာလိုက်စီလာခဲ့တော့လိုက်ကိုချစ်တယ်ဆိုရင်လိုက်စီကိုလာခဲ့တော့来， ခဏသွားမှရမယ်ဟိုမှာဒုက္ခရောက်နေပြီ မသွားရဘူးနင်တို့စီလုံးဝမသွားရဘူးရှေ့ဆက်သွား ဒီဘလို့ဖြစ်နေတာလဲဟာ နင်ကငါမသွားရဘူးလို့ပြောနေတယ်နော်နားလေနင်ကနောင်တမရသေးတာလားဟမ်စမိုက်ချင်နေသေးတာလား ငါသူ့ကိုကယ်ပေးရုံပဲနင်ရတဲ့စကားပြောတာလက်ပေါက်ကတ်တယ်ဟာ ငါမလုပ်ချင်ဘူးအဲ့မိမနင်တို့ထောက်ကြအောင်နင်ကဲတင်နိုင်ပြီပဲထားသူ့နဲ့ဝေးရမှာထွက်သွားမယ်လို့နင်တင်နေရလား ငါဂတိပေးတယ်ဟာငါသူ့ကိုခေါ်ပြီးတော့နင်းစီကိုပြန်လာမှလေဟာနင်ရလဲ ငါနင်သူ့စီသွားနေဘာလုပ်နေရမှာလဲ ငါပြောပြမယ်စိတ်လေးခဏလျှော့နော်ငါသွားနေချိန်နင်းကိုငါတနေရာမှာခဏထားပြီးတော့ နင်ကတနေ့ရမှာထားမယ်ဟာလားငါနင်တို့လောက်တော့လည်းမပါဘူးလား စိတ်လျှော့ဟာ ပြောလိုက်စမ်းပါနင်ရိပ်ပြောလိုက်စမ်းပါလာရိပ်ချူဆိုတဲ့မိန်းမလောက်နင်ငါ့ကိုမချစ်ဘူးမလားနင်ငါ့ကိုမချစ်ဘူးလားဘာပဲပြောနင်သွားမှာပဲမလားဟမ်မင်းနေတယ်နင်သွားမှာပဲမလားလို့အဲ့ဒီမိန်းမကိုတော်ချစ်တာ哦 ငါအဲ့လိုပြောလို့နင်းကိုမချစ်ဘူးလို့ပြောတာမဟုတ်ဘူးပဲနော်ဒီတစ်ခါပါပဲဟာတစ်ခါတည်းပါခွင့်ပြုဝေးပါငါ့ကိုခွင့်ပြုဝေးပါဒီတစ်ခါပါပဲဟာငါတောင်းပန်ပါလေဟာ ဆိုင်နော်နေတော်တော်ကြီးကိုချစ်ကြဟာခွင့်ရေးဆိုတာနှခါမရဘူးလေအေးအဲ့ဒီအခွင့်အရေးอ่ะဒီအတွက်လားငါအတွက်လားဟိုမိမအတွက်လားဆိုတာကံကြမ္မာဆုံးဖြတ်ပြီးလိမ့်မယ်နေအောင်မတောင်းဒါပေမဲ့ငါနဲ့ပြန်လိုက်ခဲ့မယ်
မဲ့ကောင်တော့လာပြီအချင်းအတွက်တော့သေမဲ့ကောင်လာတယ်ဟမ်ဟေးမင်းပြန်လာရဲ့တတိတော့လေးသားတယ်ကွာ နေသားရင်လေးတာပြုတ်လိုက်တော့ငါနင်းပြောလို့ပဲသိပါငါသိပါเดี๋ยวချစ်ပြနဲ့ရဲဝဝကောင်းမရင်ကော်ပြီးတော့သိပါဟဲ့ငါတယောက်တည်းမဟုတ်ဘူးမင်းမပါတယ်မင်းရောအဲ့ဒါပါငါလည်းတော့စားပြီးလုံပြီးတော့သွားပြပါငါချစ်အောင်ဆုံးခွင်းမှာငေါ့စစ်တော့ငါရောက်ကြည့်အောင်ဆုံးမင်းငေါ့ကြောက်ကြောက်ထားတဲ့သူလေနော်ငါတော့ဘာဖြစ်လို့လို့စားပြနေရလဲမင်းမလို့ဖြစ်နေစင်လာမင်းကကြောင်လို့အားမရတလောကတော့မှလောင်းနေတာမင်းကြောင့်လောင်းပါဟဲ့ငါနဲ့တလောကတော့ရှိုးပြပါငါ့ကိုကြီးကြိုက်တဲ့သူပဲဗျာအားလုံးတစားတိလုံးပြီးတော့ရှိုးပြပါဆိုင်ကူလို့လာပေးရတယ်တေးကြောပြီတေးကြောရင်နစ်သိလိုက်ဆိုင်ကိုဘဝလုံးဒုက္ခအောင်ရောက်အောင်လုပ်ခဲ့တယ်မိမကောင်းရင်ကောင်းတဲ့တော့မပြောနဲ့Shit, yeah.